အတွင်းကဘောင်းဘီလေးမှာဒါလေးကိုတစ်စက်နှစ်ဆက်ကလေးအဲ့လိုချလိုက်ချပြီးတော့ဝစ်ကြည့်လိုက်နော်ဝစ်ကြည့်လိုက်လုံးဝ အဲ့မှာညီမလေးတွားရင်အနံ့အဲ့လုံးဝကြံနေတာ confident level so high ပဲတကယ် so high ပါတယ် နော်လေးတွေပါလေး လုံးဝဝေးပြီးတော့မှလေအနံ့လေးရလေတကယ်ဟိုမှ luxury ပြီးတော့တချို့အမျိုးသမီးတွေတော်မရှင်းဘူးပေါ့နိုင်ချင်တော့ wasn't မလုပ်ဘူးအဲ့ဒါဆိုသူတို့အနံ့သက်ရှိတယ်ရှိတတ်တယ်နော်ရှိတတ်တယ်ဆိုရင်ဒါလေးကိုပြီးတော့ဟို menstruation လာနေတဲ့အချိန်ဒီပိုင်းမှာတော့ဒီဟိုဟာလေးတွေဒီခုနကပြောတဲ့ဟို menstruation လာတဲ့နားလေးကိုမလိမ့်နဲ့ပြက်မပုတ်နဲ့ထွက်တယ်လေအဲ့ချိန်မှာထွက်တဲ့အခါဒါကပါသွားမယ်အဲ့တော့ menstruation တွေပိုင်းလာနေပြီဆိုတော့သူကအနံ့သက်ရှိတယ်ရှိတဲ့အခါကျရင်အဲ့ပန်ဒီလေးကိုပဲမဟုတ်ဘူးသူ့ရဲ့ဒီအတွင်းကန်လေးမှာပဲတစ်စက်နှစ်ဆက်ချထားလိုက်ချပြီးအဲ့အတွင်းကန်လေးကိုဝတ်ထားဒါမှမဟုတ်ရင်ပတ်ထုတ်ခင်းထားတယ်မလားmenstruation လာပတ်ထုတ်ခံတယ်အဲ့ပတ်ထုတ်ကလေးပေါ်မှာအဲ့ဒီအရာလေးတစ်စက်နှစ်ဆက်လောက်ချထားလိုက်ချပြီးအဲ့ပတ်ထုတ်ကလေးနဲ့ပန်ဒီလေးကိုဝတ်ထားလိုက်အဲ့ဆိုလုံးဝအဲ့ကို menstruation လာနေမှတော့မသိရဘူးကိုအဖြူစစ်နေမှတော့မသိရဘူးကိုမပြောနဲ့ကိုဘေးနာလူတွေကိုယောက်ျားတော့မသိဘူးဟုတ်တယ်တဲလို့တကယ်ပြောတာ